သိန်းတရာရန်စမှုစာကိစ္စကိုမေးထားပြီးသမီးလေးအတွက်ဘသူအကူညီမှမယူခဲ့ကြောင်းမျက်နှာပြောင်ပြောင်နဲ့ပြောလာတဲ့ food blogger ဤသွင်းမကြသေးခင်ကလူမှုကွန်ရက်စာမျက်နှာတွေထက်မှအတန်ပိုင်ကြရက်တွေနဲ့အတူတနိုင်ငံလုံးအတိုင်းအတာနဲ့အဆက်ကွဲခဲ့ရတဲ့ food blogger ဤသွင်းရဲ့စမှုစာကိစ္စတွေကိုမှတ်မိကြအောင်ပါပါတက်သေးတွေနဲ့ပေါ်တင်ကြီးအပြောခံနေရတာတောင်နေတာတပလီညာကဆိုတဲ့ပုံစံနဲ့အေးစစ်စစ်စားတောက်နေတဲ့ဤတွေကအခုချိန်မှာတော့အင်တာဗျူးနဲ့အတူသူမရဲ့ရိုးသားပွင့်လင်းမှုတွေကိုချပြလာခဲ့ပါပြီ။သူမပေါ်မှာဝေဖန်နေကြတာတွေကိုဂယုံမဆိုင်တဲ့အပြင်နောက်ဆုံးပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာပါပရိသတ်တွေအံ့ဩသွားရောက်လောက်မဲ့စကားလုံးတွေနဲ့တုံ့ပြန်ပြောဆိုလာခဲ့တာဖြစ်ပါတယ်။အားလုံးသိတဲ့အတိုင်းပဲခရိုနီတထေးကြီးတဦးစီကနေတညကိုသိန်းတရာနှုံးနဲ့သိန်းပေါင်း1000ကျော်အထိရယူခဲ့တယ်ဆိုတဲ့အထောက်အထားတွေထွက်ပေါ်နေပေမဲ့အေးတွေကတော့သူမကဘသူစီကမှအကူအညီမယူဘဲရုန်းကန်နေရသူဆိုပြီးတော့မျက်နှာပြောင်တိုက်ပြောဆိုခဲ့ရပါသူမကရိုးသားဖြစ်စင်ပြီးတော့သမီးလေးကိုတယောက်တည်းအင်အားနဲ့ကျွေးမွေးပြုစုဆောင်ရှောက်နေရတဲ့မိခင်ကောင်တယောက်ဆိုတာကိုဘာသာချီကျူးပြောဆိုလာခဲ့ရပါအေးတွေကသူမရဲ့သမီးဖြစ်သူတုံတုံဟာသူမအတွက်အရာအလုံးဖြစ်ပြီးတော့နေ့စဉ်အသက်ရှူနေရတောင်သမီးလေးအတွက်ပါလို့ဆိုပါတယ်ခင်မုန်းတဲ့မရှိတဲ့နောက်ပိုင်းသမီးလေးတယောက်ပဲသူ့ရဲ့ဘဝမှာရှိတော့တာကြောင့်အကောင်းဆုံးဆိုတဲ့အရာတွေကိုပေးနိုင်ဖို့အတွက်ကိုယ်တိုင်စူးစမ်းခဲ့ရတာပါ။ဘာတွေပဲပြဿနာဖြစ်ဖြစ်ဘယ်လိုပဲရင်ဆိုင်နေရပါစေ။သမီးလေးရှိနေမှကိုယ်အဆင်ပြေတာပါ။သူကကိုယ့်အတွက်အင်အားပဲလို့သနာစရာကောင်းအောင်ပြောပြခဲ့ပါတယ်။ပရိသတ်တွေအယောရဆောင်ကတော့ဒီသမီးလေးအတွက်ပါဆိုပြီးတော့ဘသူစီကမှအကူအညီမယူခဲ့ပါဘူးဆိုတဲ့စကားပါပဲဒီစကားကထွက်ပေါ်လာတဲ့အတန်ဖိုင်တွေကသိန်းထောင်ကြီးငွေကြေးတောင်းခံမှုတွေနဲ့လုံးဝဆန့်ကျင်ဘက်ဖြစ်နေရကြောင်းနားထောင်ရတဲ့သူတိုင်းအတွက်တော့ဟာသားတစ်ခုလိုဖြစ်နေရပါတယ်အေးတွေကအရင်ကစင်ငယ်မသားတယောက်အနေနဲ့ယူရတသားရုန်းကန်နေရလို့ပရိသတ်တွေကထင်မှတ်ခဲ့ကြပေမဲ့အဖြစ်မှန်ကတော့တထေးကြီးစီကနေစမှုစာပန်းပြပြီးတော့ငွေကြေးအမြောက်အများရယူခဲ့ရပါအခုခါမှာတော့အဲ့ဒီငွေတွေကိုယူခဲ့ပြီးမှဘဝကိုမနှင်မွန်းကျင်လို့ဆိုတဲ့စင်ချိန်နဲ့လမ်းခွဲခဲ့တာဖြစ်တယ်လို့အခြားချစ်သူတဦးနဲ့ပါနောက်မီးလင်းပြီးတော့ပတ်သက်နေရတွေကသူမရဲ့ဂုဏ်သိက္ခာကိုအောက်ဆုံးထိဆွဲချလိုက်တယ်လို့ဖြစ်ခဲ့ပါတယ်။ဒါကမှနောက်လိုက်ရခြင်းမရှိပဲသမီးလေးကိုအကာအကွယ်ယူကအင်တာဗျူးဖြေနေတာကတော့တကယ့်ကိုမတင်တော်တဲ့လုပ်ရက်ပါပဲ။ပရိသတ်တွေကသမီးလေးကိုချစ်ကြပေမဲ့သူမရဲ့လုပ်ရက်ကိုလုံးဝနားလည်မပေးနိုင်ကြပါဘူး။တနိုင်ငံလုံးကဝိုင်းဝန်းကဲ့ရဲ့နေကြတာတောင်အေးတွေကတော့TikTok မှာကပြနေစေအစားအသောက်တွေစားပြနေစေဖြစ်ပြီးတော့သူမကိုအားပေးနေတဲ့ပရိသတ်တချို့ရှိနေသေးတာကိုအောက်ကိုပြီးတော့အရွယ်တိုက်ပြနေပါတယ်မိခင်တယောက်အနေနဲ့ဒီလိုမျိုးသိက္ခာမဲ့တဲ့လမ်းမကိုရွေးချယ်ခဲ့ရကသမီးလေးရဲ့အနာဂတ်အတွက်အင်မတန်ရှက်စရာကောင်းပါတယ်အမှန်တရားကိုမျက်ကွယ်ပြုပြီးတော့မျက်နှာပြောင်တိုက်တာအလုပ်တွေဆက်လုပ်နေတဲ့ဤသွေးရဲ့လုပ်ရက်ပေါ်မှာပရိသတ်တွေကတော့ဆက်လက်ပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြဆဲဖြစ်ပါတယ်ဒါကြောင့်မလို့သမီးလေးကအင်တာဗျူးမှာခေါ်လာပြီးတော့ဘသူကမှအာမကိုပဲတားမင်းနှစ်ယောက်တည်းရုန်းကန်နေရတဲ့ဘဝဆိုတာထုတ်ပြောပြပြီးတော့ပရိသတ်မြတ်တာတွေကိုပြန်ရအောင်စူးစမ်းနေပုံရပါတယ်မိခင်တယောက်ရဲ့ဂုဏ်သိက္ခာကိုငွေကြေးနဲ့လဲလှယ်ခဲ့ရုံတည်းမကပဲအခုလိုပြောင်းကြကြလိမ့်လေပြောဆိုနေတဲ့အေးသွေးရဲ့အပြုအမူတွေအပေါ်မှာပရိသတ်တို့ရောဘယ်လိုထင်လဲဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်